ဒီနေ့ကတော့ဗီတာမင်နဲ့သတ္တုဓာတ်များ micronutrients အကြောင်းကိုပြောချင်ပါတယ်။လူတွေကအားဆေးတွေကိုစီကံမရှိတောက်နေကြတာကြောင့်ဘယ်ဗီတာမင်ကဘာအတွက်ကောင်းလဲအလွန်အကျွံတောက်ရင်ဘာဖြစ်မလဲဆိုတာကိုအပြည့်အစုံရှင်းပြပေးပါမယ်။အာဟာရဗေဒရဲ့အခြေခံဖြစ်တဲ့ macronutrients နဲ့ micronutrients တွေအကြောင်းကိုဝေမျှပေးချင်ပါတယ်။ကျွန်တော်တို့ဘိုက်ဝအောင်စားတဲ့ထမင်းဟင်းတွေကစွမ်းအင်ပေးတဲ့ macronutrients တွေဖြစ်ပြီးအဲ့ဒီစွမ်းအင်ကိုဆဲတွေကအသုံးချနိုင်အောင်ကူညီပေးတာကတော့ micronutrients လို့ခေါ်တဲ့ဗီတာမင်တွေပါပဲ။ဗီတာမင်မရှိရင်တင်ဘလောက်ပဲအားရှိအောင်စားခန္ဓာကိုယ်ကအလုပ်လုပ်နိုင်မှာမဟုတ်ပါဘူး။ဗီတာမင်တွေကိုအဓိကအုပ်စုနှစ်ခုခွဲထားပါတယ်။ပထမတစ်ခုကတော့ရေမှာပျော်ဝင်တဲ့ဗီတာမင် water soluble vitamins တွေပါ။သူတို့ကဗီတာမင် B နဲ့ဗီတာမင် C ပါ။ဗီတာမင် B အုပ်စုကိုအရင်ပြောပါမယ်။ဗီတာမင် B အုပ်စုကိုဗီတာမင် B complex လို့ခေါ်ပါတယ်။သူက B1 ကနေ B12 အထိရှိပေမဲ့ဂျားထဲမှာနံပါတ်အစင်လိုက်မဟုတ်ပဲ10မျိုးပဲရှိတာပါ။ဘာလို့နံပါတ်တွေကျော်သွားတာလဲဆိုတော့အရင်ကဗီတာမင်လို့ထင်ခဲ့တဲ့တချို့ဓာတ်တွေကိုနောက်ပိုင်းမှာဗီတာမင်မဟုတ်ဘူးလို့သိပ္ပံပညာရှင်တွေကသတ်မှတ်လိုက်လို့နံပါတ်တွေနှုတ်ထွက်သွားတာပါ။ဗီတာမင် B အုပ်စုရဲ့အလုပ်လုပ်ပုံသူတို့ရဲ့တာဝန်နဲ့သူတို့ကိုအဓိကရရှိနေတဲ့နေရာတွေပါအပြည့်စုံရှင်းပြပါမယ်ခင်ဗျာ။ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့စွမ်းအင်စက်ရုံတွေကိုမောင်းနှင်ပေးတဲ့ဗီတာမင် B အုပ်စုအကြောင်းကိုအသေးစိတ်လေ့လာကြရအောင်ဗီတာမင် B ဟာတစ်မျိုးတည်းမဟုတ်ပဲစုစုပေါင်း10မျိုးရှိပါတယ်သူတို့ဟာရေမှာပျော်ဝင်တဲ့အတွက်ခန္ဓာကိုယ်ထဲမှာအကြာကြီးသိမ့်မထားနိုင်ပဲနေ့စဉ်အစားအသောက်ကနေပုံမှန်ရရှိနေဖို့လိုအပ်ပါတယ်ဗီတာမင် B တစ်မျိုးချင်းစီရဲ့အခန်းကဏ္ဍက B1 ဟာအစားအစာတွေကိုစွမ်းအင်အဖြစ်ပြောင်းပေးပြီးအာရုံကြောစနစ်ကိုကာကွယ်ပေးပါတယ်သူ့ကိုဆန်လုံးမျိုးဝက်သားပဲမျိုးမျိုးနေကြဆေးတွေကရရှိနေပါတယ်။သူချို့တဲ့ရင် beriberi ဆိုတဲ့ထုံစမ်းယောဂဖြစ်တတ်ပါတယ်။ B2 က riboflavin ပါဆဲရီကြီးထွားဖို့နဲ့အမြင်အာရုံအတွက်ပါရရှိနိုင်တဲ့နေရာကနွားနို့ဒိန်ချင်းကြက်ဥဟင်းနုနွယ်တို့ပါ B3 ကအသားရည်ကျန်းမာရေးနဲ့အစာချေစနစ်အတွက်ပါရရှိနိုင်တဲ့နေရာကကြက်သားမြေပဲတို့ပါ B5 ကဟော်မုန်းထုတ်လုပ်မှုနဲ့သွေးနီဦးတိစောက်မှုအတွက်ပါရရှိနိုင်တဲ့နေရာကအမဲသားထောပတ်သီးမှုတို့ပဲဖြစ်ပါတယ်ဗီတာမင် B6 ကအုံနောက်ဖွံ့ဖြိုးမှုနဲ့ခုခံအားအတွက်အရေးကြီးပါတယ်ရရှိနိုင်တဲ့နေရာကငါးအသေးအာလူငှက်ပျောသီးတို့ပါ B7 ကဒါကတော့လူသိများတဲ့အလှပဗီတာမင်ပါသပင်အသားရည်နဲ့ခြေသေးလက်တဲ့အတွက်ပါရရှိနိုင်တဲ့နေရာကကြက်ဥအနှစ်အစေ့ဆန်တွေကပါ B9 ကကိုယ်ဝန်ဆောင်ခြင်းမှာအရေးကြီးဆုံးဖြစ်တဲ့တဏီသားရဲ့အာယုံကြောတိစောက်မှုအတွက်မရှိမဖြစ်ပါရရှိနိုင်တဲ့နေရာကအစိမ်းရောင်ရှိသောဟင်းသီးဟင်းရွက်များလိမ္မော်သီးတို့ကပါ B12 ကသွေးနီဦးဖြစ်ပေါ်မှုနဲ့ DNA တိစောက်မှုအတွက်ပါရရှိနိုင်တဲ့နေရာကအသားငါးနှုတ်ထွက်ပစ္စည်းဒါကြောင့်တက်လွတ်စားသူတွေမှာဗီတာမင် B12 ချို့တဲ့တာဖြစ်များပါတယ်ဗီတာမင် B အုပ်စုဟာတစ်ခုနဲ့တစ်ခုဆက်ပြီးအလုပ်လုပ်ကြတာမို့လို့တစ်မျိုးတည်းတောက်တာထက်ဗီတာမင် B complex အနေနဲ့တောက်တာကပိုထိရောက်ပါတယ်ဒါပေမဲ့သတိပေးချင်တာကတော့ဗီတာမင် B တွေအများကြီးတောက်လိုက်ရင်စီးအယောင်ဟာတောက်ပတဲ့အဝါရောင်ဖြစ်သွားတတ်ပါတယ်ဒါဟာပိုရှန်နေတာတွေကိုခန္ဓာကိုယ်ကပြန်ထုတ်ပစ်တာမို့လို့မစိုးရိမ်ပါနဲ့ခင်ဗျာသိထားရမှာကဗီတာမင် B အစဉ်လိုက် B1 B2 B3 B5 B6 B7 B9 B12 စုစုပေါင်း10မျိုးပါ B4 B8 B10 B11 တွေကတော့နောက်ပိုင်းမှာဗီတာမင်အုပ်စုကနေပယ်ထုတ်ခံလိုက်ရလို့မရှိတော့တာပါ